အားလုံးမင်္ဂလာပါနော်ကျွန်တော်တို့အမေသားပဲဖြစ်ပါတယ်ဒီနေ့ကတော့အခုမှ YouTube မှာတင်မှာပေါ့နော်ကိုကတော့ကျွန်တော်ခေစုနဲ့ဖူစားထားပါတယ်ခေစုနဲ့ဖူစားထားတဲ့ Pro Fan တွေလည်း300တော့မရသေးဘူးဗျ260ပဲရှိသေးတယ် Pro Fan တွေကျွန်တော်က2တန်းလောက်ရအောင်လို့ခဏလောက်တက်လာအောင်တက်လာအားလုံးပါပြီးရအောင်ဖြစ်ပါတန်းတီတော့ဒီချာသေးတာပုံမှန်လောက်ရခဏတော့မှရတော့ဘောနော်ကျွန်တော်လည်းပန်းနဲ့ကျွန်းရောက်နေပေါ့နော်ဒီမှာပေါ့နော်အခုကတော့ level 260 300ပြည့်ကောင်းပြောင်းလို့ရပါဗျာ level ဖန်းတာတော့တင်ပြီးတော့မှာကျွန်တော် level ဖန်းတာကိုကြည့်နေရေးလေပြင်းစရာကောင်းတာမလို့ကျွန်တော်ခဏလောက်ရက်ထားလိုက်မယ်ပေါ့နော် level 300ပြည့်ပြန်လာခဲ့ပါမယ်တဒါဟုတ်လေအားပေးကြပါအောင်လို့ကျွန်တော်ခုမှကျူးကျူးဆက်နေတာလို့ပါ level ဖန်းလိုက်ဝင်လို့ရေဒီ level ဖန်းလိုက်တော့တင်ပြီးတော့တင်ပြီးကောင်းလားမဘူးကျွန်တော်ခဏရက်လိုက်မယ်ဗျlevel ဖန်းတာရေးလေပြင်းစရာကောင်းတဲ့အတွက်ကျွန်တော်ခဏရက်လိုက်ပါမယ် level 300ပြည့်မှသာပြန်ပြီးတော့ဖွင့်လိုက်ပါမယ်ခင်ဗျာအားလုံးမင်္ဂလာပါနော်ခုနကကျွန်တော်လောက်ထားတဲ့ဟာပေါ့နော်ကျွန်တော် level ဖန်းမယ်ဆိုတော့ထားခဲ့တဲ့ဟာသူဆိုရင်တော့ level 300ပြည့်သွားပါပြီပေါ့နော်ကျွန်တော်အကောင့်ကြီးစပြောင်းရင်ခုန်စိတ်လို့တန်းနေဝါဝါဒီနေ့ခီးစုနေပြီ oh my god စောင်းရမ်းလာကွာရှိုးရောက်ရေပေါ်မှာလမ်းဆောင်နေအမရမလားလိုက်ရမလားကြိုက်လားလိုက်တယ်နော်အားလုံးပဲ bye bye tata see you